ဒီတစ်ခါတော့အောင်မြင်တဲ့ဘဝရဖို့အတွက်လိုအပ်တဲ့အချက်9ချက်ထဲကစရုပ်ထမြောက်အချက်ဖြစ်တဲ့သင်ယူလိုစိတ် lifelong learning ဆိုတဲ့ခေါင်းစဉ်လေးကိုမျှဝေပေးချင်ပါတယ်မိတ်ဆွေကဘဝမှာအောင်မြင်ခြင်းနဲ့အောင်မြင်တဲ့သူတွေကဖြစ်ချင်တယ်ဆိုလို့ရှိရင်မိတ်ဆွေရဲ့ဘဝတစ်လျှောက်လုံးမှာသင်ယူလိုစိတ်ရှိနေဖို့လိုပါတယ်လူတစ်ယောက်ကဘယ်အရေးမှာလေးလာတည်မှုပြီးဆုံးသွားတယ်လဲပြည့်မြောက်သွားတယ်လဲမိမဲ့ဆိုတော့ဘဝတစ်သက်တာလုံးနောက်ဆုံးတည်ဆုံးတဲ့အထိလေးလာတည်မှုကပြည့်မြောက်သွားတယ်ပြည့်စုံသွားတယ်ဆိုတာမရှိပါဘူးကျွန်တော်တို့ရဲ့ဘဝတွေမှာကျွန်တော်တို့ရဲ့နေ့တိုင်းဒီမှာရက်တွေမှာကျွန်တော်တို့အမြဲတမ်းအသက်တွေကိုလေးလာတည်မှုကိုလိုပါတယ်တချို့တွေကအားလျှော့ကြတယ်ငါတို့ကအသက်ကြီးပြီ technology ခေတ်မှာပေါ်လာတဲ့ပစ္စည်းတွေကစမ်းပြလွန်ကြီးတယ်ငါတို့မလိုက်နိုင်ဘူးငါတို့ဘဝနဲ့ငါတို့ရှိပါဆိုတော့အဲ့လိုမျိုးလူအတွက်အောင်မြင်မှုရဖို့ဆိုတာမလွယ်ပါဘူးအဲ့တော့ကျွန်တော်မြင်မှုတဲ့အနည်းဆုံးနမူနာပြမယ်လေကျွန်တော်ရဲ့ယဉ်နှီးတဲ့မိတ်ဆွေစာရေးဆရာအများစုကကွန်ပျူတာမသုံးချင်ကြဘူးလက်နဲ့ရေးတာပဲအားတာကွန်ပျူတာသုံးရတာခက်တယ်သူတို့အတွက်အဲ့တော့ကျွန်တော်ခဏအကြံပေးတယ်ဆရာတို့ကွန်ပျူတာလေးသုံးကြပါဆရာမတို့ကွန်ပျူတာသုံးကြပါဘာကြောင့်လဲဆိုလို့ရှိရင်စာရေးတဲ့အခါမှာလက်နဲ့ရေးတယ်ဖြတ်ချင်တဲ့ခါကျရင်ချစ်လိုက်ရတယ်ဒီစာပိုက်ကိုကူးချင်ပြန်ရေးရတယ်စာမှုတစ်ပုဒ်လုံးပြီးသွားတဲ့အခါမှာအဲ့ဒီစာမှုပုံနှိပ်ဖို့အတွက်စာစီဆိုင်သမားအားရတယ်စာစီဆိုင်သမားကစာရေးဆရာလက်ရည်ကိုဖတ်မတတ်လို့ရှိရင်အခက်အခဲတွေဖြစ်တယ်စာရေးဆရာအချိန်ကိုခိုင်းပြီးတော့တထိုင်နေရတယ်ဟောပြီးသွားရင်ကိုယ့်စီမှာအဲ့ဒီစာမှုနဲ့ပတ်သက်တဲ့ soft copy ကိုမသိမ်းထားပြန်နောက်တစ်ခါလိုချင်ရင်မရှိပြန်တကယ်လို့များစာရေးတဲ့သူတွေကသာကွန်ပျူတာကိုအသုံးရေးမယ်ဆိုလို့ရှိရင်ကူရတာသိမ်းရတာပြင်ဆင်ရတာထို့မှုအမတောင်လွယ်တဲ့ process တွေဖြစ်တယ်။တချို့တွေအသက်ကြီးပြီးကွန်ပျူတာမသိတော့ပါဘူးဆိုအားဆိုတချို့ကြတော့မဟုတ်ဘူးဗျ။အသက်ကြီးတာတော့မှကြီးတဲ့လျက်ကွန်ပျူတာကိုအသုံးပြုတဲ့စာရေးဆရာကြီးတွေရှိသေးတယ်။အဲ့တော့ဒီမှာအကြံပေးချင်တာကတော့သင်ယူလိုစိတ်ကအရေးကြီးဆုံးအသက်ကအရေးမကြီးပါဘူး။အသက်ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေသင်ယူလိုစိတ်ရှိခြင်းသည်တက်မြောက်ခြင်းရဲ့အစပဲ။အဲ့တော့အောင်မြင်တဲ့ဘဝရချင်တယ်ဆိုရင်မိတ်ဆွေစီမှာမိတ်ဆွေရဲ့ဘဝတစ်လျှောက်လုံးမှာသင်လူသိရှိဖို့လိုတယ်ဆိုတာကိုမမေ့ပါနဲ့ကျေးဇူးတင်ပါတယ်